There he goes winner chicken dinner day to match သူတို့ကတော့ကျွန်တော်နောက်ဘက်က wine နဲ့ battle ဖြစ်လိုက်ရင်တော့အကောင်းဆုံးပဲ ကျူးမလည်းလွှင့်ထားပါတယ် FOG flat ပါ နဲ့ YG အတွက် လိုက်ကြသွားလို့ ချောင်းသွားမဲ့အခြေအနေမျိုးဖြစ်သွားလိမ့်မယ်လို့ပြောရင်စီတာတို့တက်ကလည်းကားနဲ့ပဲ position နဲ့လိုက်ပြီးတော့ကြည့်ရှုထားနေခင်နေတော့ဘက်က MG တော့အနေငယ်ကျွန်တော်တို့အာယုံလေးတွေ လိုင်းလုံးအောင်လည်းယာဝိုင်းတေချာလုံးလိုက်ပြီတေချာလုံးလိုက်ထပ်မကြတော့ MG ကလည်းသတိရထားရမယ်ဗျ BC နဲ့ဇီတာတို့ဘာပြန်ကြည့်နေတဲ့အခြေအနေမျိုးကသူတို့ဟိုနောက်တစ်စုံကြရင်ဇုံနဲ့ကက်ချင်တယ်ဒီနေထားအောင်မှာဘယ်ဘက်ကိုထပ်ပြီးတော့ဇုံတာနေဘက်ကိုတိုးရမလဲဆိုရယ်လမ်းကြောင်းတစ်ခုတော့စပြီးတော့ရှာဖွေနေပိုင်းမှာတော့တွေ့နေရတော့မယ်စာတာနောက်ကိုပြန်ပေါင်းမယ်ဒီဘက်မှာ Nate လုံး 2 man zone pressure အဲ့နာလေလာမယ် hype ဒီ Manet တို့လိုက်ကြပြန်ပြီဒါဘာမိုက်လဲကျွန်တော်တော့မကြောက်ဘူးလား Hello ကြားပါတယ် ခုနကဒီ Mumbai တို့မောင်းနေ hovercraft ကလေ ပြကြပြီလားဟုတ်တယ် မြင်တွေ့ထား ဟုတ်တယ် တောင်တင်းကြီးသား MVP ကို နေဝါပြီကြားပါတယ် ကြားထဲမှာ rival တောင်တင်းကြီးက MVP ကိုရောက်ခံနဲ့ထိန်သွားတာ တော်ကြီး angle ကကျင်းသွားလို့ ရိုးတို့ဟာမာနဲ့လို့ player မျိုးနေရာကျော်ကြီးဖြစ်ချင်တဲ့ကောင်တွေကိုစဉ်းစားပေးလို့မရ ဒီခါလေးပါခေါ်ပြီးထားခဲ့တယ် YG နောက်တဲ့ Nate လုံးနဲ့ပဲဒီကြားရကနေပြီးလာမယ် ဘောင်းကျွမ်းရမယ်နော် ထပ်မှန်ပြီးတော့ pressure ပြီးပြီးအောင်ပါဗျာ အားကြောင့်ပါကြီးဗျာ BC အတတိုးက6လောက်ထိုင်ပြန်ကြည့်လိုက်ပါနော် တန်ကြီးကျော်လောက်ကြီးကိုဒါဖန်တီးထားတဲ့အခြေအနေမျိုးမှာ YG နေနဲ့လည်းဒီပွဲတော့ကတော်ကြီးကိုကြီးကောင်းယူမီနာတို့ချာဘောဘက်က Hill တို့ BDR တို့တော်ကြီးကြောက်ထားတဲ့အခြေအနေမျိုးမှာဒီဘက်ကျန်နေတဲ့7 K လောက်ကြီးမရှိထားခဲ့တယ်မှာနဲ့နောက်တော့ 1K Raymond ကြောက်ပါခေါ်ပြီးထားခဲ့တယ်တော့ Thank you မရှာမိုင် Thank you so much လက်ဆောင်လေးဆောင်ပေးနေတာ ဂုံးဆောင်အောက်ထရတဲ့တောက်ရှောက်နေပြစ်ထုတ်ပေးနေကြတဲ့အခြေအနေမျိုးမှာစပုတ်ကြားမှာပြန်ကဲပေးနေကြတဲ့ဒီပုံစံဒီတာတယောက်ကဝါထပ်ပြီးအစဆွဲပေးထားတဲ့မာနနဲ့အတူတူအနောက်မှာပိုတင် အခု like ကအဆင်ပြေသွားပြီမလား အခုမှတခါတည်းပဲ knock ပေးထားတယ် အခုအဆင်ပြေသွားပြီမလားအခုအဆင်ပြေသွားပြီမလားတင်းနေတော့လား rotation တွေကြားထဲမှာလဲကြောတွေပါဖွင့်ခံနိုင်ရှိနေကြတဲ့ MJ ရှိပါ video man နဲ့ Roy ဝင်ပြတော့ boss ကြောက်ကထပ်ပြီးတော့ knock ပေးထားခဲ့လို့ YG အတွက်ဒီပွဲမှာအခွင့်ကောင်း ကြားထန်နေတယ် ကျွန်တော်အစောပိုင်းချိန်တွေတော့ပြောခဲ့သလိုမျိုးကျွန်တော်အစာပိုင်း Iran ရဲ့ပွဲတွေကကျွန်တော်တို့အိတ်ကက်ထဲမှာရောက်နေပြီဆိုတာ Sammy အိတ်ကက်ထဲမှာရောက်ပြီလား ရိုးရောက်ပြီနော်ရောက်နေရပြီရောက်နေဖို့ပဲလိုတာဂျိုင်းမှာ potato ဒေဘောတယောက်ကထပ်ပြီးတော့ပေးထားခဲ့တယ်လို့ပြေးတက်လာခဲ့တဲ့2မဲအိမ်ခွင့်လေးချတော့တွေးတဲ့ဆက်အိမ်တိုင်း potato နဲ့အတူတူတဲ့ပဲပြေးတက်လာခဲ့တဲ့သပင်နောက်မှာcomplete sata 3 for the win 3 got the win and made again in the chicken dinner day to match to and they get a medic go have me on play by သူကစုံတန်းနေမြူသွားတာအဲ့ဒါတော့တဲ့မြူသွားမှန်းနေ